e-football ကွိုင်9100ပါတဲ့ account တစ်ခု giveaway ပေးမယ်ဆိုရင်စိတ်ဝင်စားကြလားစိတ်ဝင်စားတယ်ဆိုရင်တော့ဒီဗီဒီယိုလေးအဆုံးထိကြည့်လိုက်ပါ Okay အားလုံးပဲမင်္ဂလာပါကျွန်တော် Gaming MTS ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ဒီ e-football ကွိုင်9100အထိပါတဲ့ account လေးတစ်ခု giveaway ပေးတော့ပါမယ်ကျွန်တော်တို့ဒီ account လေးမှာဘာတွေပါမလဲဆိုတော့တစ်ချက်တော့ကြည့်လိုက်အောင်ဒါတော့ free to play account ပေါ့နော် coin ရွေးတည်တတ်စုတာလူစင်းကတော့အရင်မျှော်လင့်လို့ရမှာမဟုတ်ဘူးကျွန်တော်ဒီမှာ free to play player လေးတွေပြီးတော့ကျွန်တော်တို့ဒီမှာ epic ထဲရဆိုရင်ကျွန်တော် free epic တွေပေါ့နော် Diego Forlan တယောက်ပါမယ်တခြားတော့အများကြီးမျှော်လင့်စရာတော့မရှိဘူးပေါ့နော်ဒီမှာပါလူစင်းရတော့ဒါပေမဲ့အဓိကစိတ်ဝင်စားဖို့ကောင်းတာဗာလဲဆိုရင်ဒီမှာ coin 9100ဗျဒါ Android coin ပေါ့နော် iOS သမားတွေအတွက်ကကြတော့ဒီ account ကကြတော့ကျွန်တော်ပါလို့ရပါတယ် iOS သမားတွေလည်း giveaway ဝင် cancel ရှင်နေဆိုရင်ဒါမဲ့ Android phone တွေကိုပြောင်းပြီးတော့ဝင်ပြီးတော့ကျွန်တော်တို့ဒီ coin နဲ့ pack တွေပါတယ်အရင်ဝေလိုက်မှရမှာပေါ့နော် coin တွေပါတယ်အရင်သုံးလိုက်မှရမှာကျွန်တော်ဒီ coin 9100အမောင်းနဲ့ဆိုရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာအခုလာနေတဲ့ pack တွေထဲရပါတော့ကျွန်တော်တို့ pack ၄ခုလောက်တော့ AC ဝေလို့ရမယ်ကျွန်တော်တို့ Ronaldo pack ဝယ်မလားကျွန်တော်တို့အင်္ဂလန်ကျွန်တော်ဒီ Thomas Tuchel ရဲ့အင်္ဂလန် pack ဝယ်မလားပေါ့နော်ကျွန်တော် Ronaldo pack ဝယ်မယ်ဆိုရင် coin 2000ကျွန်တော်နောက်ထပ်1500 pack 3ခုလောက်ဝယ်လို့ရတဲ့အနေအထားမှာရှိရဲအဲ့တော့ကိုအသင်းကိုပေါ့နော်လုံးဝစိတ်ကြိတ်ပြင်တိဆောက်လို့ရတာပဲဗျဥမာဒီပြင်သစ်ဘက် player တွေနဲ့ကျွန်တော် Portuguese ဘက်က player တွေပေါင်းလိုက်မယ်ဆိုရင်တော့ကျွန်တော် squad ကောင်တစ်ခုကရနေဗျအဲ့မှာနောက်ထပ်ကျွန်တော် Portuguese Thomas Tuchel ကိုထပ်ဝေရှင်တော့ရသေးတယ်ဗျကျွန်တော် AC အသင်းကောင်းတစ်ခုအများကြီးတိဆောက်လို့ရတဲ့အနေအထားရှိရဲအဲ့တော့ပောက်သွားတဲ့သူကိုတော့ကျွန်တော်ဒီ box တွေပါတိန်းဖို့တော့အကြံမပေးချင်ဘူးဗောနော် box တွေပါတိန်းရင်ကကျွန်တော်တို့ဒီလိုချင်တဲ့ကောင်တစ်ကောင်ရောက်ပါမတေချာဘူးဗျာအဲ့တော့ပောက်သွားတဲ့သူကိုကျွန်တော်အနေနဲ့အကြံပေးချင်တာက box တွေလုံးဝမဖောက်ပါနဲ့ဒီ pack တွေပဲဝေဖို့အကြံပြုရှင်ပါတယ် pack ၄ခုလောက်ဝေလိုက်ဗောနော် pack ၄ခုလောက်ဝေသွားပြီဆိုဝေလိုက်ပြီဆိုလို့ရှိရင်ကိုယ့်အကောင့်ကကျွန်တော်ဒီမှာ online မှာတခြားသူတွေနဲ့ကန်ဖြစ်နေနေတူတူတန်တန်ဆိုးလို့ရသွားပြီဗျာအရင်free to play မဆန်တော့ဘူးလုံးဝ pack ၄ခုတိဝေဖို့ဆိုတာကျွန်တော်တို့လို coin သုံးနေတဲ့သူတွေတောင်၄ခုတိမဝေနိုင်ဘူးဗျာဒါရှင်းရှင်းနဲ့ပြောပြတာ2ခုလောက်ပဲအများဆုံးဝေနိုင်တာဆိုတော့ကျွန်တော်လေးနည်းနည်းရှည်သွားပြီဆိုတော့ကျွန်တော် giveaway မှာဘယ်လိုပါဝင်ရမလဲဆိုတာတစ်ချက်တော့ကြည့်လိုက်အောင်ကဲဒီ giveaway မှာပါဝင်ဖို့အတွက်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံးဒီဗီဒီယိုပေါ့နော်ဒီဗီဒီယို Facebook မှာတင်ထားမယ်ဒီဗီဒီယို like and share public နဲ့လုပ်ပေးရမယ်ပြီးတော့ရှင်ဒီ share ထားတဲ့ screenshot ဟာပေါ့နော် screenshot ရိုက်ပြီးတော့ကျွန်တော်ရဲ့ဒီ Facebook post ရဲ့ comment မှာလာမှတ်ပေးရမယ်နောက်ဒုတိယတစ်ချက်ကကျတော့ကျွန်တော်ရဲ့ဒီ comment မှာကျွန်တော်ရဲ့ YouTube channel နဲ့ TikTok account နဲ့ကို link ချပေးထားမယ်YouTube channel နဲ့ TikTok account နဲ့ကိုလည်း subscribe နဲ့ following လုပ်ပေးရမယ်ကျွန်တော်ဒီ rules တွေအကုန်လုံးနဲ့ကိတ်ညီတဲ့သူကိုမှကျွန်တော် winner အနေနဲ့ရွေးချယ်ပေးမှာပါကျွန်တော်နောက်ထပ်9ရက်လောက်နေလို့ရှိရင်ကျွန်တော်ဒီ comment တွေကကျွန်တော် random comment picker နဲ့တယောက်ရွေးပြီးတော့ကျွန်တော် like လွှင့်ပြီးတော့ဖြစ်ဖြစ်ရွေးပေးမယ်ပေါ့နော်ကဲအားလုံးပဲကန်ကောင်းကြပါစေကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာပြန်ဆုံပါမယ် see you guys